လူတစ်ယောက်ကိုအလွန်အမင်းတန်ရောစဉ်ကြည့်မိတဲ့အခါလေကိုယ့်ရဲ့မာနတွေကိုတိတ်ခါရီရောလွှတ်ချပြီးအကြိမ်ကြိမ်လိုက်ဖက်ခဲ့ဘူးပါတယ်သူ့ဘက်ကဘလောက်ပဲအစ်ဆက်ပါစီလေကိုယ့်ဘက်ကတော့အမြဲတမ်းအလိုက်အထိုက်နေပေးခဲ့တာပါပဲဒါပေမဲ့အရာရာတိုင်းမှာတော့အတိုင်းအတာတစ်ခုတော့ရှိတယ်လေကိုယ့်ရဲ့တန်ဖိုးထားမှုတွေကိုသူ့ဘက်ကအရေးမပါတဲ့အရာတစ်ခုလိုသဘောထားပြီးကိုယ့်ဘက်ကဂရုစိုက်မှုတွေကိုစိတ်ရှုပ်စရာတစ်ခုလိုမြင်လာတဲ့အခါလေငါလဲဆက်ပြီးဆွဲမထားဖို့ဆုံးဖြတ်ခဲ့ရတယ်နှမျောတာပေါ့တကယ်တော့မင်းကိုတတိယတဲ့စိတ်တွေကရင်ပတ်ထဲမှာလေအချိန်တိုင်းပြည့်ရှံနေတော့မှာပဲဖုန်းနံပါတ်လေးကိုကြည့်ပြီးနှိမ့်မလို့လို့ဖြစ်ခဲ့တဲ့အချိန်တွေလည်းမနှဲခဲ့ပါဘူးဒါပေမဲ့လေငါဘက်ကထပ်ပြီးဆက်သွယ်လိုက်ရင်မင်းအတွက်လေစိတ်အနှောက်အယှက်ဖြစ်ရုံကလွဲလို့ဘာမှထူးခြားလာမှာမဟုတ်တော့ဘူးလေငါရဲ့အချစ်တွေကိုမင်းစီမှာလေအပေါ်သားဆံမသွားစီချင်တော့ဘူးဒါကြောင့်မင်းနာကနေငါအတန်တိတ်ပဲထွက်ခွာပြီးခဲ့ပါတယ်မင်းကမလွမ်းလို့မဟုတ်ပါဘူးငါဟာမင်းရှိမှာငါနောက်ဆုံးအဆင့်ထိမ့်သိမ့်လိုက်တဲ့ငါရဲ့တိတ်ခါတစ်ခုမို့လို့ပါပဲအဲ့ဒီတိတ်ခါအတွက်မင်းစီကိုလေနောက်ဘယ်တော့မှငါထပ်ပြီးမဆက်သွယ်တော့ပါဘူး